ဆိုလောကကိုအောင်နေဆိုတာဘာကိုပြောတာလဲဆိုတော့ပြဿနာကိုလုံးဝဂရုမစိုက်တော့တာပြဿနာထဲမှာဘာလို့မှပူပန်ခြင်းမရှိတော့တာအဲ့ဒီ life ကညင်ဝတ်ခြင်းတတ်တာပဲဒါပေမဲ့နောက်တစ်ခုထပ်ပြောပြမယ်ယုံကြည်သူအတွက်ပြဿနာကတို့အတွက် another level ကိုတင်ပေးတဲ့လေကတစ်ပဲလေကတစ်လေးပဲယောသအတွက်ရောင်းစားခြင်းခံရတာကပြဿနာလို့တင်တတ်မှတ်ကောင်းတတ်မှတ်လိမ့်မယ်မဟုတ်လားညီကောင်မောင်တို့ဟမ်ရောင်းစားခြင်းခံရတာလေပြဿနာမဟုတ်ဘူးလားဒါပေမဲ့ညီကောင်မောင်တို့သူကရောင်းစားခြင်းသာခံလိုက်ရတာဒါပေမဲ့ तू ရောက်သွားတဲ့နိုင်ငံဘယ်သူနိုင်ငံလဲကွယ် तू ကဘယင်ခံဖြစ်မဲ့နိုင်ငံကို तू ရောက်သွားလေရောက်သွားတော့ကျွန်းဒါပေမဲ့အဆုံးမှာကြတော့ပါလေဘယင်ခံ come on သူများတော့တင့်ကိုဒုက္ခပေးခြင်းလို့လှုပ်လိုက်တာပဲဒါပေမဲ့အဲ့ဒီဒုက္ခဖရာသခင်ရဲ့ကောင်းကြီးနဲ့နီးတဲ့နီးအောင်ဖရာပြင်ဆင်နေတဲ့အရာဖြစ်နေတယ်ဟာလေလုယာသူများကတင့်ကိုဒုက္ခပေးခြင်းလို့လှုပ်တဲ့အရာဖြစ်ပေမဲ့တင်ဂျေဇုတော်ချီးမွမ်းတတ်ရင်အဲ့ဒီဒုက္ခကမကြခင်မှာ come on မကြခင်မှာဒုက္ခပေးတဲ့လူတွေကပြန်ကြည့်ပြီးတော့မှအားကြရလိမ့်မယ်ပြန်ပြီးတော့မှအားကြလိမ့်မယ်ပြန်ပြီးတော့သင်ယူရလိမ့်မယ် hallelujah ယုံကြည်တဲ့သူအာမင်သုံးချိန်ထိုးပေးပါဦးအာမင်ဘယ်ပြဿနာရှိလဲဘယ်ပြဿနာပဲရှိယေရှုအားဖြင့်ငါ့ကိုဘယ်သူမှဆွဲချလို့မရဘူးအဲ့ဒီပြဿနာကမကြခင်မှာမင်္ဂလာဖြစ်ရမယ်လို့သင်ယုံကြည်ရင်မကြခင်မှာအော်ဖွယ်ရပြောအော်ဖွယ်ရပြောအော်ဖွယ်ရမင်္ဂလာတဲ့